မြန်မာရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာတန်တဲ့ရုပ်မြင်သံကြား MRTV ကနေပြည်သူတွေအသိပညာဘူးတုတတွေရရှိစေဖို့ရည်ရွယ်ပြီးတော့စီစဉ်ကောင်းများစွာကိုရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိနေပါတယ်ခင်ဗျာပရိသတ်များခင်ဗျာအနုပညာရှင်များစာပေပညာရှင်များစာပေနဲ့အနုပညာဆိုင်ရာဖန်တီးသူများရဲ့ဖန်တီးမှုလက်ရာတွေဟာအများပြည်သူထံကိုကြဲကြဲပြန့်ပြန့်ရောက်ရှိခြင်းဟာယဉ်ကျေးမှုအနုပညာအဆင့်တန်းမြင့်မားစေနဲ့ပြန့်ပွားစေဖို့အတွက်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်တယ်လို့နိုင်ငံစည်းဝါးဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်းအဓိကထောက်တိုင်တစ်ခုလည်းဖြစ်နေပါတယ်။ကမ္ဘာနိုင်ငံများစွာမှာစာပေနဲ့အနုပညာဖန်တီးမှုလက်ရာတွေကိုခန်းစားသူပရိသတ်ထံကိုကြဲကြဲပြန့်ပြန့်ရောက်ရှိစေဖို့စာပေအနုပညာဆိုင်ရာအခွင့်အရေးတွေကိုစုပေါင်းစီမံခန့်ခွဲတဲ့စနစ်ကိုကျင့်သုံးနေကြတာလည်းဖြစ်ပါတယ်။စုပေါင်းစီမံခန့်ခွဲတဲ့စနစ်ကဖန်တီးသူတွေကို၎င်းတို့ရဲ့ဖန်တီးမှုရလဒ်တွေကနေစီးပွားရေးဆိုင်ရာအကျိုးအမြတ်ရရှိမှုကိုတေချာစေပြီးတော့အသုံးပြုသူများအနေနဲ့ကလည်းစာပေအနုပညာဖန်တီးမှုရတမျိုးစုံကိုခန်းစားခွင့်ရနိုင်တယ်လို့နိုင်ငံရဲ့ယဉ်ကျေးမှုတရက်ကိုလည်းခိုင်မာတိုးတက်စေမှာလည်းဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာ2019ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့စာပေနဲ့အနုပညာမူပိုင်ခွင့်ဥပဒေကို2023ခုနှစ်အောက်တိုဘာလ30ရက်နေ့မှာအာဏာသက်ဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဥပဒေအရစာပေနဲ့အနုပညာမူပိုင်ခွင့်သို့မဟုတ်ဆက်နွယ်တဲ့အခွင့်အရေးဆိုင်ရာစုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းကိုလည်းထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ဒီနေ့မှာတော့ပြည်သူများအနေနဲ့စုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းနဲ့ဆက်လင်းတဲ့တည်ကောင်းစရာဇာတ်ကဝိုင်းဆွေးနွေးပွဲအကြောင်းကိုသိရှိစေဖို့အတွက်ကျွန်တော်တို့ရဲ့ပြန်ကြားရေးဝန်ကြီးဌာနမြန်မာတန်တဲ့ရုပ်မြင်သံကြား MRTV နဲ့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနဘူပန်းခွင့်ဦးစီးဌာနမှတာဝန်ရှိသူများနဲ့တွေ့ဆုံမေးမြန်းသွားဖို့ရှိနေပါတယ်ခင်ဗျာ။ဒီနေ့မှာတော့ပြည်သူများအနေနဲ့စုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းနဲ့ဆက်လင်းတဲ့တည်ကောင်းစရာဇာတ်ကဝိုင်းဆွေးနွေးပွဲကိုတွေ့ဆုံမေးမြန်းဖြေကြားပေးသွားနိုင်မှုအတွက်ကျွန်တော်တို့ရဲ့မြန်မာတန်တဲ့ရုပ်မြင်သံကြား MRTV ကနေတာဝန်ရှိသူများကိုဖိတ်ကြားထားပါတယ်။တာဝန်ရှိသူများနဲ့လည်းမိတ်ဆက်ပေးပါစီခင်ဗျာ။ဆရာမမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါရှင်။ဆရာမရဲ့အမည်နဲ့ယာတုကိုလည်းပြည်သူတွေသိရှိအောင်မိတ်ဆက်ပေးပါဦးခင်ဗျာ။ဟုတ်ကျွန်မကတော့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနဘူပန်းခွင့်ဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမိုးသွယ်ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဆရာမလည်းမိတ်ဆက်ပေးပါဦးခင်ဗျာ။ဟုတ်ကဲ့ပါကျွန်မကတော့ဘူပန်းခွင့်ဦးစီးဌာနစာပေနဲ့အနုပညာဘူပန်းခွင့်ဌာနခွဲကညွှန်ကြားရေးမှူးဒေါက်တာຫນွေယူဝင်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်တို့ဒါစာပေနဲ့အနုပညာဘူပန်းခွင့်နဲ့ပတ်သက်ပြီးတော့ပြည်သူတွေတည်ကောင်းစရာတွေသိရှိနိုင်ဖို့အတွက်ဆရာမတွေကနေဖြေကြားပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာကျွန်တော်မေးချင်တာကဒီစုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းရဲ့အတိတ်ပဲကိုဆရာမကပထမဦးဆုံးအနေနဲ့ပြည်သူတွေသိရှိအောင်ဖြေကြားပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါဆရာရှင်စုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းကို Collective Management Organization CMO လို့ခေါ်လေးရှိကြပါတယ်ဟုတ်ကဲ့အဲ့တော့စာပေအနုပညာမူပိုင်ခွင့်ပိုင်ရှင်တွေဒါမှမဟုတ်ဆက်နွယ်တဲ့အခွင့်အရေးပိုင်ရှင်တွေကသူတို့ရဲ့မူပိုင်ခွင့်တွေကိုသူတို့ရဲ့သဘောတူညီချက်နဲ့အကျိုးမြတ်တစ်ခုကိုမရည်ရွယ်ဘဲနဲ့စီမံခန့်ခွဲပေးတဲ့အဖွဲ့အစည်းတွေကိုစုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းတွေလို့ခေါ်တာဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းစုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းတွေက Non-profit Organization အကျိုးမြတ်ကိုမရည်ရွယ်ဘဲနဲ့ဖွဲ့စည်းတဲ့အဖွဲ့အစည်းတွေဖြစ်ကြပါတယ်ရှင်။စာပေနဲ့နည်းပညာကဏ္ဍမှာဒီစုပေါင်းစီမံခန့်ခွဲတဲ့စနစ် CMO စနစ်ကိုဘာကြောင့်ကျင့်သုံးလာကြတယ်ဆိုတာကိုလည်းပြည်သူတွေသိရှိအောင်ဆရာမရှင်းပြပေးပါဦးခင်ဗျ။ဟုတ်ကဲ့ပါစာပေနဲ့နုပညာမူပိုင်ခွင့်ပိုင်ရှင်တွေကသူတို့ဖန်တီးထားတဲ့စာပေနုပညာမူပိုင်ခွင့်လက်ရာတွေကိုကိုယ်တိုင်စီမံခန့်ခွဲခွင့်ရှိပါတယ်အဲ့လိုစီမံခန့်ခွဲတဲ့အခါမှာဒီအသုံးပြုစုတွေနဲ့ဆက်သွယ်ပြီးတဲ့အခါမှာအသုံးပြုသူတွေကိုအသုံးပြုခွင့်ပေးခြင်းပြုလုပ်ရပါတယ်အဲ့လိုပြုလုပ်တဲ့အခါမှာစာချုပ်စာတမ်းနဲ့အသုံးပြုခွင့်ပေးခြင်းခွင့်ပြုချက်လိုင်စင်ပေးပြီးတော့ဆောင်ရွက်စေခြင်းအစရှိသဖြင့်ကိုယ်တိုင်စီမံခန့်ခွဲနိုင်ပါတယ်ဒီနုပညာလက်ရာတစ်ခုကိုအသုံးပြုတော့မယ်ဆိုရင်လည်းပဲခုနကမိုဘိုင်းခွင့်ပိုင်ရှင်တန်ကိုဆက်သွယ်ပြီးတော့ကွန်ပျူတာကိုရယူရတာဖြစ်ပါတယ်ဟုတ်ကဲ့တူတယောက်ချင်းစီအတွက်အဲ့လိုလုပ်ရတာလွယ်ကူပေမဲ့ချို့သောလုပ်ငန်းတွေမှာစာပေနုပညာမိုဘိုင်းခွင့်များစွာအပါဝင်အသုံးပြုနေရတာဖြစ်ပါတယ်ဥပမာပြလုပ်ငန်းတွေပြီးတော့ပြည်သူတွေကိုဖျော်ဖြေတင်ဆက်ရတဲ့လုပ်ငန်းတွေနောက်ကကြရုပ်ရှင်လုပ်ငန်းတွေပေါ့နော်ဒီလိုလုပ်ငန်းတွေမှာလက်ရများစွာပါဝင်ပါတယ်အဲ့ဒီအတွက်ကြောင့်အသုံးပြုသူအဖွဲ့အစည်းတွေကစာပေနုပညာမိုဘိုင်းပိုင်ရှင်တူတယောက်ချင်းစီကိုကွန်ပျူတာတောင်းဆိုခြင်းပြီးတော့မိုဘိုင်းကြီးတွေပေးဆောင်ခြင်းစသည်တို့ကိုလွယ်ကူစွာမဆောင်ရွက်နိုင်ဖြစ်ပါတယ်ဒါကြောင့်မို့ CMO တွေကိုဖွဲ့စည်းလာပြီးတဲ့အခါမှာမိုဘိုင်းခွင့်ပိုင်ရှင်တွေကသူတို့ရဲ့လက်ရာတွေကို CMO ထံကိုအနှံပါတယ် CMO ကသူတို့ရဲ့ကိုစားမိုဘိုင်းခွင့်နဲ့ပတ်သက်ပြီးတော့ကွန်ပျူတာပေးခြင်းနောက်ပြီးတော့မိုဘိုင်းကြီးတွေကောက်ခံခြင်းတွေကို CMO တွေကဆောင်ရွက်ပေးပါတယ်နောက်တစ်ခုကကြတော့ဒီကောက်ခံပြီးတဲ့မိုဘိုင်းကြီးတွေကိုလည်းပဲသက်ဆိုင်ရာမိုဘိုင်းခွင့်ပိုင်ရှင်ထံကိုပြန်လည်ခွဲဝေခြင်းဆိုတဲ့
လုပ်ငန်းတွေကိုလုပ်ကင်ပေးတာဖြစ်တဲ့ကြောင့်ဒီ CMO ဖွဲ့စည်းတွေကစာပေနုပညာမူပိုင်ခွင့်ကဏ္ဍတွေမှာနုပညာလက်ရာတွေကိုဒီသုံးဆွဲဖို့အတွက်လွယ်ကူတဲ့ဒါဖွဲ့စည်းတွေဖြစ်ဒါပေါ်ပေါက်ပြီးတော့ဆောင်ရွက်လာကြတာပဲဖြစ်ပါရှင်ဟုတ်ကဲ့ပါဆရာမဒါကတော့ဒါ CMO ရဲ့အတိတ်ပဲရယ်ပြီးတော့ CMO ကိုဘာကြောင့်ကျင့်သုံးလာတယ်ဆိုတော့ဆရာမကရှင်းပြပေးခဲ့တာဟုတ်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မေးချင်တာကပေါ့နော်ဆရာမခင်ဗျဒီမူပိုင်ခွင့်ဦးစီးဌာနအနေနဲ့ CMO စနစ်ဖြစ်ပေါ်ဖို့ဆောင်ရွက်နေမှုအခြေအနေကိုလည်းဆရာမကရှင်းပြပေးစီလိုပါတယ်ခင်ဗျဟုတ်ကဲ့ပါမြန်မာနိုင်ငံမှာဆိုလို့ရှိရင် CMO စနစ်တည်ထောင်ဖို့အတွက်စာပေနဲ့နည်းပညာမူပိုင်ခွင့်ဥပဒေအခန်း19မှာစာပေနဲ့နည်းပညာမူပိုင်ခွင့်သို့မဟုတ်ဆက်နွယ်တဲ့အခွင့်အရေးဆိုင်ရာစုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းဖွဲ့စည်းခြင်းနဲ့လုပ်ငန်းတာဝန်များဆိုပြီးတော့သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်ဟုတ်ကဲ့ CMO ဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းကိုလည်း2024ခုနှစ်ဩဂုတ်လ6ရက်နေ့မှာအများပြည်သူသိရှိနိုင်စေရန်ထုတ်ပြန်ကြေညာခဲ့ပါတယ် CMO လျှောက်ထားတဲ့အခါမှာလိုအပ်တဲ့6လပုံစံများသတ်မှတ်ခြင်းအမိန့်ကြော်ညာစာတွေကိုလည်း2024ခုနှစ်အောက်တိုဘာလ16ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးတော့လျှောက်ထားခြင်းများတဲ့ဝန်ဆောင်မှုမျိုးစားလိုက်ပေါ့နော်ပေးသွင်းရမယ့်အခကြေးငွေသတ်မှတ်ခြင်းအမိန့်ကြော်ညာစာတွေကို2025ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ CMO များဖွဲ့စည်းရန်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းကိုလည်း2025ခုနှစ်ဇူလိုင်လ16ရက်နေ့မှာစတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းအများပြည်သူကိုထုတ်ပြန်ကြေညာခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမဒါဆိုရင်ဒါ2025ခုနှစ်ဇူလိုင်လ16ရက်နေ့မှာဒီ CMO အဖွဲ့အစည်းတွေဖွဲ့စည်းဖို့အတွက်လျှောက်ထားနိုင်ပြီဆိုတာကိုအများပြည်သူကိုအသိပေးထားပါတယ်ပေါ့နော်။ဟုတ်ထပ်မံပြီးတော့မေးချင်တာကဒါဆိုရင်ဒီ CMO အဖွဲ့အစည်းတွေဖွဲ့စည်းဖို့ရှောက်လို့တယ်ဆိုရင်လိုက်နာဆောင်ရမယ့်အချက်တွေရှိနေဆရာမအနေနဲ့ရှင်းပြပေးစီလိုပါတယ်ခင်ဗျာ CMO တွေဖွဲ့စည်းခြင်းတယ်ဆိုလို့ရှိရင်တော့လက်ရှိအနေနဲ့ပေါ့နော်စီးပွားရေးနဲ့ကုသရေးရောင်းဝယ်ရေးဝန်ကြီးဌာနရုံးမှန်52နေပြည်တော်မှာလူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်တာဖြစ်ပါတယ်ရှင် Okay online filing နဲ့လျှောက်ထားဖို့လည်းကြိုးပမ်းဆောင်ရွက်လည်းရှိပါတယ်မကြခင်ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုအဝေးကနေလာပြီးတော့ဟိုကိုယ်တိုင်နေပြီးတော့မလာနိုင်ဘူးဆိုရင် online ကနေဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်းဒါဆရာမတို့ဆောင်ရွက်နေပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ခင်ဗျာဆက်လက်ပြီးမေးချင်တာကဒီ CMO ဖွဲ့စည်းခွင့်လျှောက်တဲ့အခါမှာလျှောက်လွှာပုံစံနဲ့ပေါ့နော်ဘယ်သူကလျှောက်ထားနိုင်လဲဆိုတာကိုလည်းဆရာမဆက်လက်ပြီးတော့ရှင်းပြပေးပါဦးခင်ဗျာ CMO ဖွဲ့စည်းခြင်းတယ်ဆိုလို့ရှိရင်တော့လျှောက်လွှာပုံစံ CMO 1ကိုအသုံးပြုပြီးတော့မူပိုင်ခွင့်ဆိုင်ရာ agency ကိုလိမ့်မှုပြီးတော့လျှောက်ထားရမှာဖြစ်ပါတယ်ရှင်တက်တန်းတိုးဖို့လိုအပ်လာတယ်ဆိုလို့ရှိရင်တော့တက်တန်းတိုးဖို့အတွက်လျှောက်လွှာပုံစံ CMO 2ကိုအသုံးပြုရမှာဖြစ်ပါတယ်လျှောက်ထားရမှာဆိုလို့ရှိရင်တော့အဖွဲ့အစည်းကိုစားမှုဆောင်ရာရှိချုပ်ဒါမှမဟုတ်အထွေထွေမန်နေဂျာဒါမှမဟုတ်အဖွဲ့အစည်းကတာဝန်ပေးရတဲ့သူကလာရောက်လျှောက်ထားနိုင်တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒါဆို CMO ကိုဘယ်သူကလျှောက်ထားနိုင်လဲဆိုတာဆရာမကရှင်းပြပေးခဲ့တာကျေးဇူးတင်ပါတယ်ထပ်မံပြီးတော့မေးချင်တာကဒီစုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းတွေလျှောက်ထားရမှာသတ်မှတ်ချက်တွေရှိသလားရှိတယ်ဆိုရင်ဒါဆရာမအနေနဲ့ဆက်လက်ပြီးတော့ရှင်းပြပေးပါအောင်ခင်ဗျာရှိပါတယ်ဆရာရှင်ဟုတ်ကဲ့စုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းတွေကအဓိကအားဖြင့်ကျိုးမြတ်ပေါ့နော်စီးပွားရေးဆိုင်ရာကျိုးမြတ်ကိုမရည်ရွယ်တဲ့အဖွဲ့အစည်း non profit organization ဖြစ်ဖို့လိုအပ်ပါတယ်ဒါအပြင်စုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းတွေကစုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေကိုကောင်းစွာစီမံခန့်ခွဲနိုင်စွမ်းရှိသောရည်ချင်းရှိသောအဖွဲ့အစည်းတွေလည်းဖြစ်ဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကကြတော့စုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းတွေကသူတို့စီမံခန့်ခွဲမဲ့စာပေဒါမှမဟုတ်လို့ရှိရင်အနုပညာကဏ္ဍတွေအလိုက်ပေါ့နော်စာပေအနုပညာပိုင်ရှင်တွေဆက်နွယ်တဲ့ခွင့်ရေးပိုင်ရှင်တွေဒါမှမဟုတ်ခွင့်ရေးရရှိသူတွေကဒါအဖွဲ့ဝင်ဖြစ်ဒါပါဝင်ရမှာဖြစ်ပါတယ်အခြားသူတွေပါလို့မရဘူးပေါ့နော်ဒါကြောင့်မလို့စာပေအနုပညာနဲ့ပတ်သက်ပြီးတော့ copyright တွေကိုစီမံခန့်ခွဲမယ်ဆိုလို့ရှိရင် copyright ပိုင်ရှင်တွေကဒါဖွဲ့ဝင်ဖြစ်ပါဝင်ရမယ်နောက်ပြီးတော့ဆက်နွယ်တဲ့ခွင့်ရေးတွေကိုစီမံခန့်ခွဲမယ်ဆိုရင်ဆက်နွယ်တဲ့ခွင့်ရေးပိုင်ရှင်တွေကဒါပါဝင်ရမှာဖြစ်ပါတယ်ဥပမာဖြင့်တေဂီတကန္တာမှာဆိုလို့ရှိရင်တည်ရဆရာတွေအတွက်ဒါစီမံခန့်ခွဲတဲ့ CMO ဖွဲ့စည်းဆိုရင်တည်ရဆရာတွေကအဖွဲ့ဝင်ဖြစ်ပါဝင်ရမှာဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်ဒါဖြောဖြည့်သူပေါ့နော် singles တွေအတွက်ရည်ရွယ်ပြီးတော့စီမံခန့်ခွဲတဲ့အဖွဲ့အစည်းဆိုလို့ရှိရင်တိဆိုသူတွေနောက်ပြီးတော့ဖြောဖြည့်တင်ဆက်တဲ့သူတွေကအဖွဲ့ဝင်ဖြစ်ပါဝင်ဖို့လိုအပ်တာဖြစ်ပါတယ်ဆရာရှင်ဟုတ်ကဲ့ပါဆရာမဒါဆို CMO ရှောက်ဖို့လိုအပ်တဲ့သတ်မှတ်ချက်တွေကိုဆရာမပြောခဲ့တာဆရာမပြောသလိုပဲ CMO ရှောက်မယ်ဆိုရင် CMO ရဲ့လုပ်ငန်းတာဝန်တွေကိုလည်းသိဖို့လိုတယ်လို့ပြောပါတယ်ဒီ CMO ရဲ့လုပ်ငန်းတာဝန်တွေကိုလည်းဆရာမအနေနဲ့အသေးစိတ်လေးရှင်းပြပေးပါဦးခင်ဗျာCMO ရဲ့လုပ်ငန်းတာဝန်တွေရဲ့အဓိကလုပ်ငန်းတာဝန်ကတော့ဒီသူ့ထံကိုပေါ့နော်ယုံကြည်စွာနဲ့အနံ့ထားတဲ့မူပိုင်ခွင့်ပိုင်ရှင်တွေရဲ့မူပိုင်ခွင့်တွေကိုကောင်းစွာစီမံခန့်ခွဲတဲ့အခါမှာကျမတို့သဘောတူညီထားတဲ့သတ်မှတ်နှုန်းသားတွေနဲ့အသုံးပြုတဲ့သူတွေထံကနေပြီးကောက်ခံမှုလည်းလိုအပ်တယ်လို့ရရှိလာတဲ့ဒီအခကြေးငွေတွေကိုလည်းပဲမူပိုင်ခွင့်ပိုင်ရှင်ထံကိုသတ်မှတ်ထားတဲ့နှုန်းသားတွေအတိုင်းပြန်လည်ဖြန့်ဝေဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့အသုံးပြုသူတွေကလည်း CMO ကိုဆက်သွယ်ပြီးတော့အသုံးပြုခွင့်တွေတောင်းဆိုလာလို့ရှိရင်လည်းအသုံးပြုခွင့်ပြုပေးရမှာဖြစ်ပါတယ်နောက်ပြီးတော့ CMO ဖွဲ့စည်းတွေက
တစ်နှစ်တစ်ခါ General Assembly ဆိုတဲ့သူတို့ရဲ့နှစ်ပတ်လည်ညီလာခံကိုလည်းကျင်းပဖို့လိုအပ်တယ်။ဒါအပြင် mobile ဝင်ဆိုင်ရာ agency ထံကိုလည်းသူတို့ရဲ့နှစ်ချုပ်စီရင်ခံစာတွေငွေစင်းရှင်းတဲ့နေပေါ့နော်။ဒါတွေကိုလည်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။နောက်တစ်ခု user တွေတောင်းဆိုလာတဲ့ mobile ခွင့်အသုံးပြုမှုတွေအတွက်သတင်းချက်လက်တွေကိုလည်းပဲ mobile ဝင်ပိုင်ရှင်တွေသိရှိနားလည်နိုင်စေဖို့အတွက်စီးရင်စရာတိကျမှန်ကန်စွာပြုစုထားဖို့လည်းလိုအပ်မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒါတော့ CMO ရဲ့ဒါလုပ်ငန်းတာဝန်တွေပါဆရာရှင်။ဆက်လက်ပြီးတော့ကျွန်တော်မေးချင်တာကဆရာမခင်ဗျဒီလျှောက်ထားတဲ့အခါမှာလိုအပ်တဲ့စာရွက်စာတမ်းတွေရှိတယ်ဆိုရင်လည်းဆရာမအနေနဲ့ရှင်းပြပေးပါဦးခင်ဗျ။CMO ဖွဲ့စည်းဖို့လျှောက်ထားရမှာဆိုလို့ရှိရင်အဖွဲ့အစည်းရဲ့ဖွဲ့စည်းပုံစီမင်းနောက်ပြီးတော့အဖွဲ့ဝင်တွေရဲ့အမည်စင်းတွေနောက်ပြီးတော့ mobile ကကောက်ခံတဲ့သတ်မှတ်ချက်တွေ mobile ကခွဲဝေတဲ့သတ်မှတ်ချက်တွေနောက်ပြီးတော့ဒီစာပေနဲ့နုပညာ mobile ဝင်ပိုင်ရှင်တွေကိုအဖွဲ့ဝင်အဖြစ်လက်ခံတဲ့သဘောတူညီချက်တွေပြီးတော့အသုံးပြုသူတွေကိုခွင့်ပြုချက်နဲ့လုပ်ကန့်ခွင့်ပေးတဲ့သဘောတူညီချက်တွေစတဲ့အချက်လက်တွေကိုတင်ပြရမှာဖြစ်ပါတယ်ရှင်။ mobile ကကောက်ခံတဲ့သတ်မှတ်ချက်တွေနဲ့ mobile ကခွဲဝေတဲ့သတ်မှတ်ချက်တွေကကြတော့ CMO လုပ်ငန်းဆောင်ရဲ့ဒါမှာအဓိကအကြဆုံးအချက်လက်တွေဖြစ်ပါတယ်။နိုင်ငံတကာမှာတော့ဒီ mobile ဝင်ပိုင်ရှင်တွေကဒီသတ်မှတ်ချက်တွေကိုလေ့လာပြီးတော့မှသူတို့ရဲ့အခွင့်အရေးတွေကိုရွေးချယ်ပြီးတော့အနံ့လေးရှိကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ mobile ဝင်ပိုင်ရှင်တွေရဲ့ယုံကြည်မှုအပြည့်အဝရရှိဖို့အတွက် mobile ကားတွေခွဲဝေတဲ့အခါမှာဆိုလို့ရှိရင်သတ်မှတ်ထားတဲ့အတိုင်းပေါ့နော်မှန်ကန်တိကျစွာခွဲဝေပေးဖို့ကိုလည်းလေးထားဂရုပြုဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမဒါဆိုဒီ CMO ရဲ့တက်တန်းကဘယ်လောက်သတ်မှတ်ထားတယ်လေပေါ့နော်တက်တန်းတိုးလို့ရရလားဆရာဟုတ်ကဲ့ပါရှင် CMO တွေကဒီဖွဲ့စည်းခွင့်ပြုတဲ့နေ့ကနေပြီးတော့ပေါ့နော်9နှစ်တက်တန်းရှိပါတယ်တက်တန်းပြည့်သွားပြီဆိုလို့ရှိရင်တော့တက်တန်းမကုန်ဆုံးမီ3လအတွင်းတက်တန်းတိုးဖို့ရှောက်ထားနိုင်ပါတယ်ဒီတက်တန်းတိုးတဲ့ကာလကတော့9နှစ်ဖြစ်ပါတယ်ပေါ့တတ်မှတ်တဲ့ကာလအတွင်းမှာပေါ့နော်တက်တန်းတိုးမြင့်ပေးဖို့ရှောက်ထားခဲ့ခြင်းမရှိဘဲနဲ့ကျော်လွန်သွားခဲ့ရင်တော့သတ်မှတ်ထားတဲ့နှုံထားဖို့နော်ဒဏ်ကြီးပေါ့နော်ပေးသွင်းပြီးတော့ရှောက်ထားနိုင်ပါတယ် CMO တွေကတက်တန်းတိုးမြင့်မှုရှောက်ထားခြင်းမရှိဘဲနဲ့ဆက်သေးပေါ့နော်တစ်နှစ်ပြတ်ကွက်ခဲ့ရင် CMO ရဲ့မှတ်ပုံတင်စင်းကနေပြီးတော့ပေးဖြစ်ခံရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒါဆိုဆရာမပြောသလို CMO ရဲ့တက်တန်းက9နှစ်9နှစ်ကိုမှကျွန်တော်တို့ကတက်တန်းမကုံဆုံးပြီး3လအတွင်းမှာကျွန်တော်တို့ကတက်တန်းတိုးဖို့ကိုကျွန်တော်တို့ကရှောက်ရမယ်ဟုတ်ကဲ့ပါဆရာမထပ်မံပြီးတော့မေးချင်တာကဒီတက်တန်းတိုးပေးဖို့သတ်မှတ်ချက်တွေရှိတယ်ဆိုရင်လည်းသိချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင် CMO တွေကဒီသူ့ရဲ့လုပ်ငန်းဆောင်ရွက်ရမှာပေါ့နော်သူ့ရဲ့နှစ်စဉ်ပေါ့နော်လုပ်ငန်းဆောင်ရွက်တဲ့နှစ်ချုပ်အစီရင်ခံစာတွေနောက်ပြီးတော့စီးရင်စစ်နဲ့စစ်ဆေးထားတဲ့ငွေစင်းရှင်းနှန်းတွေစတဲ့လုပ်ငန်းဆောင်ရွက်တဲ့အချက်လက်တွေကိုတင်ပြရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီ mobile ကခွဲဝေတဲ့အပေါ်မကျေနပ်လို့တိုင်တန်းမှုတွေညှဉ်းပန်းမှုတွေရှိခဲ့လို့ရှိရင်လည်းပေါ့နော်ဖြည့်ရှင်းဆောင်ရွက်ထားတဲ့အထောက်အထားတွေတကယ်လို့မရှိခဲ့ဘူးဆိုလို့ရှိရင်လည်းမရှိခဲ့ကြောင်းပေါ့နော်ဥက္ကဋ္ဌကနေပြီးတော့လက်မှတ်ရေးထိုးထားတဲ့အထောက်အထားတွေစတဲ့အချက်လက်တွေကိုတင်ပြရမှာဖြစ်ပါတယ်။ CMO ဖွဲ့ကတင်ပြတဲ့နှစ်ချုပ်အစီရင်ခံစာတွေငွေစင်းရှင်းနှန်းတွေဒီအထောက်အထားတွေကိုစစ်ဆေးပြီးတော့မှသတ်မှတ်ချက်တွေနဲ့အညီမှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့တယ်ဆိုလို့ရှိရင်တက်တန်းတိုးပေးဖို့ခွင့်ပြုမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီချက်တွေကိုလိုက်နာမယ်ဆိုရင်ကျွန်တော်တက်တန်းတိုးပေးဖို့ခွင့်ပြုပါမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ထပ်မံပြီးတော့ဆရာမကိုမေးချင်တာကဒီ CMO အဖွဲ့အနေနဲ့ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကိုမှန်မှန်ကန်ကန်ဆောင်ရွက်မှုမရှိရင်ရောဘာဖြစ်နိုင်တယ်လဲဆရာမဒါကိုလည်းရှင်းပြပေးစီလိုပါတယ်ဖွဲ့စည်းခွင့်ပြုထားတဲ့ CMO တွေကသူတို့တာဝန်ယူဆောင်ရွက်တွေကိုကောင်းစွာစီမံခန့်ခွဲမှုမပြုနိုင်ဘူးဆိုလို့ရှိရင်ကျမတို့ mobile ဆိုင်ရာ agency ကအဲ့ဒီ CMO ရဲ့လုပ်ငန်းဆောင်ရွက်ခွင့်တွေကို6လခန့်ယာယီဆိုင်းငံ့ထားမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ CMO တွေကဒီသူတို့လုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါမှာစာပေနဲ့အနုပညာ mobile ခွင့်ဥပဒေ CMO ဆိုင်ရာစီမင်းအမိန့်နဲ့ကြော်ညာချက်တွေကိုလိုက်နာဆောင်ရွက်မှုမရှိရင်လည်းဒါကျမတို့ဆိုင်ငံ့နိုင်တယ်ဒါအပြင် CMO ကသူ့ရဲ့လုပ်ငန်းတွေကိုဒီဆောင်ရွက်တဲ့အခါမှာလည်းပဲတာဝန်ယူမှုတာဝန်ခံမှုပွင့်လင်းမြင်သာမှုနောက်ပြီးတော့ကောင်းစွာစီမံခန့်ခွဲမှုမရှိဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကျမတို့စစ်စစ်တွေ့ရှိရင်လည်းဆိုင်ငံ့နိုင်ပါတယ်နောက်တစ်ခုကကြတော့ CMO ကဒီသူကသဘောတူ user နဲ့သဘောတူထားတဲ့စာချုပ်တစ်ခုကိုလည်းဖောက်ဖျက်ခဲ့ရင်ဒါမှမဟုတ်လို့ရှိရင် CMO လုပ်ငန်းတစ်ခုအနေနဲ့ဒီဖွဲ့စည်းနိုင်စေဖို့အတွက်တောင်းဆိုခဲ့စဉ်ကာလတုန်းကအလိမ့်လဲပြားပြီးတော့မှန်မှန်ကန်တဲ့သတင်းချက်လက်တွေကိုတင်ပြပြီးတော့ဆောင်ရွက်ကကိုတွေ့ရှိခဲ့လို့ရှိရင်လည်းပဲကျမတို့ကဒါဆိုင်ငံ့နိုင်ပါတယ်ဒါအပြင်အဓိကဖြစ်တယ်ပေါ့နော်သူရဲ့လုပ်ငန်းဆောင်ရွက်မှုဖြစ်တဲ့ mobile ခွင့်အခကြေးငွေတွေကိုသတ်မှတ်တဲ့နှုန်းထားအတိုင်းကောက်ခံနဲ့ဖြန့်ချီတယ်ဆိုတဲ့ဒီလုပ်ငန်းကိုဆောင်ရွက်တဲ့အခါမှာလည်းပဲဒါကျင်းနှက်လောက်အောင်ပေါ့နော်မဆောင်ရွက်နိုင်ဘူးဆိုရင်လည်းပဲကျမတို့ကဒါသူ့ကိုဆိုင်ငံ့ပေးနိုင်တယ်ပြီးတော့ကောက်ခံရရှိတဲ့ဒီအခကြေးငွေတွေကိုလည်းပဲအမှန်ကန်ကန်သုံးမပြုဘူးပေါ့နော်တခြားနေရာတွေမှာအသုံးပြုမယ်ဆိုလို့ရှိရင်လည်းပဲဒါသူ့အနေနဲ့တာဝန်ဝတ္တရားပြက်ကွက်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ mobile ခွင့်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းဆောင်ရွက်မှုတွေကိုကျမတို့ကခွင့်ပြုထားပြီးမဲ့လည်းပဲတစ်နှစ်အတော်အတွင်းမှာသူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုဆောင်ရွက်ခြင်းမပြုဘူးဆိုလို့ရှိရင်လည်းပဲ
ကျမတို့ကဒီ CMO ကိုသူ့ရဲ့လုပ်ငန်းဆောင်ရွက်ခွင့်တွေကိုစိုက်ငံပြီးတော့စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒီသတ်မှတ်ချက်တွေနဲ့မကိုက်ညီလို့ဒီ CMO တွေပေါ့နော်ကျွန်တော်တို့ကလုပ်ငန်းဆောင်ရွက်ဖို့မပြုဖို့ဒါမူဝါဒဆိုင် agency ကနေ6လဆိုင်းငံမယ်ဆိုရင်ဒီ CMO ကဘယ်လိုမျိုးပြန်လည်ပြီးတော့ဖြည့်ရှင်းဆောင်ရွက်နိုင်ပါသလဲဆရာမဟုတ်ကဲ့ပါကျမတို့ mobile ဆိုင်ရာ agency ကခုနပေါ်ပြခဲ့တဲ့အချက်လက်တွေတစ်ခုခုနဲ့ပေါ့နော်ဒါညီစွန်းဒါဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့လုပ်ငန်းဆောင်ရွက်ခြင်းကိုဆိုင်းငံထားကြောင်းအကြောင်းကြားစာကိုကျမတို့ကသက်ဆိုင်ရာ CMO တန်းပေးပို့မှာဖြစ်ပါတယ်သက်ဆိုင်ရာ CMO ကအကြောင်းကြားစာထုတ်ပြန်တဲ့နေ့ရက်ကနေ6လအတွင်းမှာသူ့အနေနဲ့ဒီဆိုင်းငံမိတ်ကိုပဲဖြတ်သွားနိုင်စေဖို့အတွက်သူ့ရဲ့ဖြည့်ရှင်းချက်တွေရှင်းလင်းချက်တွေနဲ့အတူ agency ကိုပြန်လည်ပြီးတော့ဒါပေးပို့နိုင်ပါတယ် agency အနေနဲ့ဒီ CMO ကနေပြီးတော့ပြန်လည်ပြီးတော့ခြေပခုခံလာတဲ့ဒီသတင်းချက်လက်တွေတက်တည်ထောက်ထားတွေဒါတွေကိုပြန်လည်စစ်စစ်သုံးသပ်ပြီးတဲ့အခါမှာ CMO ရဲ့ဒါဆိုင်းငံ့မိန်ကိုအတည်ပြုခြင်းဒါမှမဟုတ်ရှင်ပဲဖြစ်ခြင်းဒါတွေကိုလည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရေထပ်မံပြီးတော့ကျွန်တော်မေးချင်ပါသေးတယ်ဒါဆိုရင်ဒီဖွဲ့စည်းခွင့်ပြုထားတဲ့ CMO ကိုပေါ့နော်ကျွန်တော်တို့ပယ်ဖြတ်တာရောရှိနိုင်လားရှိရင်ရောဘယ်လိုအခြေအနေတွေမှာဖြစ်နိုင်ပါလဲဆရာမဟုတ်ကဲ့ပါရှင်ဖွဲ့စည်းခွင့်ပြုထားတဲ့ CMO ကိုပယ်ဖြတ်တာရှိနိုင်ပါတယ်ရှင် CMO ကသူလုပ်ငန်းဆောင်ရွက်ဖို့ဆိုင်းငံ့ခံရလို့ရှိရင်ဒီဆိုင်းငံ့ခံရမှုကိုရုပ်သိမ်းပေးဖို့ပေါ့နော်မူဝါဒငွေဆိုင်ရာ agency ကို6လအတွင်းတင်ပြခဲ့မှုမရှိတဲ့အခါနောက်ပြီးတော့သူကဆိုင်းငံ့မှုကိုရုပ်သိမ်းပေးဖို့တင်ပြရတယ်ပြီးမြဲမူဝါဒငွေဆိုင်ရာ agency ကရုပ်သိမ်းပေးမှုမရှိတဲ့အခါမှာဆိုလို့ရှိရင်ရောနောက်ပြီးတော့ CMO ကဒီ CMO စီးမြင့်21မှာပါရှိတယ်ပေါ့နော်ဆိုင်းငံ့ခြင်းနဲ့သက်ဆိုင်တဲ့အချက်တရရက်ကိုပေါ့နော်ထပ်မံချိုးဖောက်ခဲ့ရင်ပဲဖြစ်ဖြစ်နော်လုပ်ငန်းဆောင်ရွက်မှုကိုပြဖြစ်တာရှိနိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်ဒီ CMO အဖြစ်ဖွဲ့စည်းခွင့်ပြုဖို့ရှောက်ထားခြင်းမပြုဘဲနဲ့ပေါ့နော်ဒီ CMO လုပ်ငန်းတွေကိုရောဆောင်ရွက်လို့ရပါသလားခင်ဗျဟုတ်ကဲ့ပါရှင်ဥပဒေအရသူက CMO အဖြစ်ဖွဲ့စည်းခွင့်ရှောက်ထားခြင်းမရှိဘဲနဲ့ CMO ရဲ့လုပ်ငန်းတွေကိုဆောင်ရွက်ခွင့်မရှိပါဘူးရှင်ဒါအပြင် CMO ရဲ့ပေါ်ပေါက်လာတဲ့ပြဿနာတွေကြောင့် CMO ရဲ့လုပ်ငန်းတွေကိုဆိုင်းငံ့အကျဉ်းခံရလိမ့်ဖြစ်စေပေါ့နော်သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုဖောက်ဖျက်တာကြောင့် CMO အဖြစ်ဆောင်ရွက်ခွင့်ပြုခြင်းကနေပြီးတော့ပယ်ဖျက်ခြင်းခံထားရလိမ့်ဖြစ်စေပေါ့နော် CMO ရဲ့လုပ်ငန်းတွေကိုဆောင်ရွက်ခွင့်မရှိပါဘူးရှင်ဟုတ်ကဲ့ပါဒါဆိုရင်တော့ရှောက်ထားခြင်းမလုပ်ထားဘူးဆိုရင်တော့ကျွန်တော်ဆောင်ရွက်ခွင့်မရှိပါဘူးဒါဆိုရင်တော့ဆောင်ရွက်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဥပဒေနဲ့အညီဒါသတ်မှတ်ချက်များနဲ့အညီလာရောက်လျှောက်ထားမှာပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါထပ်မံပြီးတော့ဆရာမကိုမေးချင်တာကဒီ CMO ဖြစ်ဖွဲ့စည်းခွင့်ပြုတဲ့စာပေအမှုပညာကဏ္ဍတွေကိုလည်းဒါအများပြည်သူပြည်သက်တွေသိရှိအောင်လည်းဆရာမရှင်းပြပေးပါဦးခင်ဗျဟုတ်ကဲ့ပါနိုင်ငံတကာမှာတော့ဒီစာပေအမှုပညာတွေနဲ့ပတ်သက်ပြီးတော့ဖွဲ့စည်း9ရက်ကိုဒါရေဘူးရအပြင်ဖွဲ့စည်းလေးရှိတာကိုတွေ့ရှိရမှာဖြစ်ပါတယ်နံပါတ်1ဖွဲ့စည်းကတော့တေးဂီတာနဲ့တေးတန်သွင်းခြင်းလုပ်ငန်းပေါ့နော် music and sound recording လုပ်ငန်းဖြစ်ပါတယ်နောက်တစ်ခါပုံနေချင်းနဲ့စာအုပ်ထုတ်ဝေခြင်းလုပ်ငန်း printing and publishing ပေါ့နော်အဲ့တော့အဲ့ဒီလုပ်ငန်းတွေမှာလုပ်တယ်ပြီးတော့ရုပ်ရှင်နဲ့ရုပ်သံလက်ရာအဲ့တော့တရား film and audio visual ကဏ္ဍတွေမှာလည်းဒါ CMO တွေဖွဲ့စည်းကြတယ်နောက်ပြီးတော့အမြင်အာရုံနဲ့ခန်းစားနိုင်တဲ့အမှုပညာလက်ရာတွေနဲ့တပ်ပုံပညာတွေပေါ့နော် visual arts နဲ့ဒါ photography လို့ပြောရမှာပေါ့အဲ့ဒီနေရာတွေမှာလည်းပဲဆောင်ရွက်ကြတယ်နောက်တစ်ခါသဘင်အမှုပညာလက်ရာတွေနဲ့ကစားရုံတွေပေါ့နော်အဲ့ဒါတွေက dramatic work တွေနဲ့ theaters တွေမှာဒီ CMO တွေကိုဖွဲ့စည်းပြီးတော့ဒါဆောင်ရွက်လေးရှိတာကိုတွေ့ရှိရတာဖြစ်ပါတယ်။ဒါကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်လည်းပဲCMO တွေကိုစာပေနုပညာကဏ္ဍတွေမှာဒါကျွန်တော်တို့ဆောင်ရွက်နိုင်မှာဖြစ်တယ်။အဲ့တော့စာပေကဏ္ဍအနုပညာကဏ္ဍဒါရုပ်ရှင်ကဏ္ဍတေးဂီတကဏ္ဍပေါ့နော်ပြီးတော့သဘင်ကဏ္ဍအဲ့လိုကဏ္ဍတွေမှာလည်းပဲကျွန်တော်တို့အနေနဲ့ CMO တွေဖွဲ့စည်းပြီးတော့ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒါကတော့ CMO ဖြစ်ဖွဲ့စည်းခွင့်ပြုတဲ့စာပေအနုပညာကဏ္ဍတွေပဲဆရာမရှင်းပြပေးခဲ့တာ။ထပ်မံမေးချင်ပါတယ်ခင်ဗျာ။ဒါကတော့CMO ဖွဲ့စည်းဆောင်ရွက်ဖို့အရေးအတွက်ကန့်သက်ထားတာရှိပါလားခင်ဗျာဟုတ်ကဲ့ကျမတို့ဒီ CMO တွေကိုဖွဲ့စည်းဆောင်ရွက်တဲ့အခါမှာအရေးအတွက်ကိုဒါကန့်သက်ပြီးတော့ဆောင်ရွက်သွားဖို့ပြဋ္ဌာန်းထားပါတယ်အဲဒီလိုမျိုးပြဋ္ဌာန်းထားတဲ့အခါမှာစာပေလက်ရာအနုပညာလက်ရာတေးဂီတလက်ရာရုပ်ရှင်နဲ့ဒါရုပ်သံလက်ရာပြသက်လက်ရာပေါ့နော်စတဲ့အနုပညာဒီစာပေအနုပညာလက်ရာတွေရဲ့ကဏ္ဍအသီးသီးမှာကဏ္ဍတစ်ခုစီမှာဒါဖွဲ့စည်းနှစ်ခုပေါ့နော်။ဖွဲ့စည်းခွင့်ကိုကျွန်တော်တို့ပြုထားတာဖြစ်ပါတယ်။ဥပမာအားဖြင့်ပြောရမယ်ဆိုရင်တေးဂီတကဏ္ဍဆိုပါစို့။တေးဂီတကဏ္ဍမှာတေးဆရာတွေနဲ့တေးဂီတထုတ်လုပ်သူတွေအတွက်ဆိုလို့ရှိရင်လည်းပဲ CMO အဖွဲ့အစည်းနှစ်ခုဖွဲ့စည်းနိုင်မှာဖြစ်တယ်။နောက်တစ်ခုက performance တွေပေါ့နော်။ဒါ relative right လို့ခေါ်တာပေါ့။အဲ့တော့ဒီတေးတီစုသူတွေပေါ့နော်။ဒါနောက်ပြီးတော့ဖြည့်တင်ဆက်သူတွေအတွက်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီကဏ္ဍမှာ CMO နှစ်ခုဒါဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကじゃထုတ်လုပ်သူတွေပေါ့နော်အဲ့တော့ထုတ်လုပ်သူတွေအတွက်ဒါ publishers တွေအတွက်ဆိုလို့ရှိရင်လည်းပဲဒါ CMO နှစ်ခုဒါဖွဲ့စည်းနိုင်မှာဖြစ်တယ်ဒါဆိုလို့ရှိရင်ဒါတေးဂီတဆိုတဲ့ကဏ္ဍတစ်ခုထဲမှာပဲCMO ဖွဲ့စည်း6ခု
ဒါဖွဲ့စည်းပြီးတော့ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါဒါဆိုရင် CMO ဖွဲ့စည်းဆောင်ရွက်ဖို့အရေးအတွက်ကန့်သက်ထားတာကိုဆရာမရှင်းပြပေးခဲ့တာနောက်ထပ်မေးချင်ပါတယ်ခင်ဗျဆရာမခင်ဗျကျွန်တော်တို့ CMO လိုမျိုးဒါမူပိုင်ကြီးတွေကောက်ခံပြီးတော့ CMO ရဲ့လုပ်ငန်းတာဝန်တွေဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရှိခဲ့ရင်ဘယ်လိုဆက်လက်ဆောင်ရွက်ရမလဲဆိုတာကိုလည်းဆရာမအနေနဲ့ရှင်းပြပေးပါဦးခင်ဗျဟုတ်ကဲ့ပါ CMO လိုမူပိုင်ကြီးတွေကောက်ပြီးတော့ CMO ရဲ့လုပ်ငန်းတွေဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရှိခဲ့ရင်ဒါ CMO ဖွဲ့စည်းခွင့်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ခဲ့တဲ့နေ့ကနေပြီးတော့3လအတွင်းပေါ့နော်ဖွဲ့စည်းခွင့်ကိုလျှောက်ထားနိုင်တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျဆက်လက်ပြီးတော့ဒီစုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းနဲ့အသုံးပြုတွေကြားမှာအငင်းပွားမှုတွေဖြစ်လာရင်ရောဘယ်လိုမျိုးဖြည့်ရှင်းဆောင်ရွက်နိုင်ပါသလဲခင်ဗျဟုတ်ကဲ့ပါစုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းတွေနဲ့စာပေအမှုပညာလက်ရာတွေဆက်နွယ်တဲ့ခွင့်ဆိုင်ရာကိစ္စရပ်တွေကိုအသုံးပြုတွေရဲ့အကြားမှာအငင်းပွားမှုတွေဖြစ်လာရင်တော့နည်းလမ်း3မျိုးနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်ပါတယ်ရှင်ဟုတ်ကဲ့ပထမတစ်ခုကတော့နှစ်ဦးနှစ်ဖက်ပေါ့နော်ချစ်ကြည်စွာညှိနှိုင်းဖြည့်ရှင်းခြင်းအနုညတစီဆုံးဖြတ်ခြင်းတရားစွဲဆိုခြင်းတို့ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမထပ်ပြီးတော့မေးချင်တာကဒီစာပေအမှုပညာလက်ရာတွေကိုအသုံးပြုသူတွေအနေနဲ့မူပိုင်ခွင့်ချိုးဖောက်မှုမဖြစ်ဘဲနဲ့အသုံးပြုခြင်းနဲ့ဆိုရင်ရောဘယ်လိုမျိုးဆောင်ရွက်နိုင်တယ်လဲဆရာမဟုတ်ကဲ့ပါစာပေဒါမှမဟုတ်အမှုပညာလက်ရာတွေကိုစီးပွားရေးလုပ်ငါပေါ့နော်ရေဒီယိုတွေရုပ်မြင်သံကြားတွေစင်တင်တေးဂီတာတွေပေါ့နော် KTV တွေ social media တွေစတဲ့လုပ်ငန်းတွေမှာအသုံးပြုမယ်ဆိုလို့ရှိရင်အသုံးပြုသူကပေါ့နော်သက်ဆိုင်ရာ CMO ကိုဆက်သွယ်ပြီးတော့ဒီအသုံးပြုတဲ့လက်ရာတွေအတွက်ပေါ့နော် CMO ကသတ်မှတ်ထားတဲ့နှုံးထားတွေနဲ့အညီမူပိုင်ကြီးတွေကိုပေးဆောင်အောင်မှာဖြစ်ပါတယ်တကယ်လို့အသုံးပြုတဲ့လက်ရာက CMO ကိုအနံ့ထားခြင်းမရှိတဲ့လက်ရာဖြစ်တဲ့ဆိုရင်တော့မူပိုင်ခွင့်ပိုင်ရှင်ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ခွင့်ပြုချက်ရရှိဖို့နဲ့မူပိုင်ကြီးညှိနှိုင်းခြင်းတွေကိုဆောင်ရွက်ရမှာဖြစ်ပါတယ်အသုံးပြုသူကစီးပွားရေးလုပ်ငန်းမဟုတ်ပဲပေါ့နော်ကိုယ်တိုင်သုံးဖို့အတွက်ဆိုရင်တော့ခွင့်ပြုချက်တောင်းယူဖို့မလိုပါဘူးရှင်ဟုတ်ကဲ့ပါဆရာမခင်ဗျာဟုတ်ထပ်မံပြီးတော့ကျွန်တော်ဆရာမကိုမေးချင်တာကဒီစုပေါင်းစီမံခန့်ခွဲတဲ့စနစ် CMO ပေါ့နော်အောင်မြင်ချုံးမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက်လိုအပ်ချက်တွေကိုလည်းဒါသိလိုပါတယ်ခင်ဗျဟုတ်ကျွန်တော်တို့ဒီနိုင်ငံတကာမှာဆိုလို့ရှိရင်တော့စုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းတွေကိုဥပဒေတရက်နဲ့ထိန်းချောင်းပြီးတော့ကျမတို့ဒါဆောင်ရွက်ကြတာကိုလေ့လာတွေ့ရှိရပါတယ်အချို့နိုင်ငံတွေမှာဆိုရင်ဒီ CMO စနစ်ကမအောင်မြင်ပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ထိန်းချောင်းထားခြင်းမရှိတာဖြစ်တဲ့ကြောင့် CMO တွေကမဟုတ်လို့ပေါက်ပြီးတော့ CMO ရေအတွက်များစွာကိုဖွဲ့စည်းခွင့်ပြုထားတာဖြစ်ပါတယ်အဲ့ဒီကြောင့်အသုံးပြုတဲ့ user တွေအနေနဲ့သူတို့အသုံးပြုခြင်းနဲ့စာပေနုပညာလက်ရာတွေအတွက်ဘယ် CMO ကိုဆက်သွယ်ပြီးတော့ခွင့်ပြုချက်တောင်းရမယ်ဘယ်လိုခါချင်းငွေတွေပေးသွင်းရမယ်ဒါမျိုးတွေကိုလည်းတိတိကျကျမသိနိုင်တော့ဘူးဒါအပြင်ခါချင်းငွေကောက်ခံတဲ့နှုံးသားတွေကလည်းတစ်ခုနဲ့တစ်ခုမတူတာဖြစ်တဲ့ကြောင့်ဒါပြဿနာများစွာတွေ့ရတယ်ပေါ့နော်ဒါအပြင် CMO တွေကသူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်းပဲဒါစစ်ဆေးတဲ့အဖွဲ့မရှိတဲ့အတွက်ကြောင့်သူတို့လိုက်နာဆောင်ရွက်ခြင်းမရှိတော့ဘဲနဲ့ကောက်ခံထားတဲ့အခါချင်းငွေတွေကိုလည်းလွဲသုံးစားလုပ်တာတို့မိုဘိုင်းခွင့်ပိုင်ရှင်တွေထံကိုပြန်လဲပြီးတော့ဖြန့်ဝေခြင်းမပြုတာတို့ပေါ့နော်ဒီလိုမျိုးဖြစ်တာဖြစ်တဲ့ကြောင့်မိုဘိုင်းခွင့်ပိုင်ရှင်တွေက CMO တွေပေါ်မှာယုံကြည်မှုတွေအားနည်းလာတာဖြစ်တယ် user တွေကလည်းများစွာသော CMO တွေရဲ့မတူညီတဲ့စီမင်းစည်းကမ်းတွေနဲ့အခြေအနေတွေပေါ်မှာစိတ်ပြက်လာကြတာဖြစ်တဲ့ကြောင့် CMO စနစ်ကြာရှုံးခဲ့တာတွေလည်းကျွန်တော်တို့လေ့လာတွေ့ရှိရတယ်အဲ့တော့ဒီလိုအခြားနိုင်ငံတွေရဲ့တွေ့ကြုံတွေကိုကျွန်တော်တို့နမူနာယူပြီးသွားတဲ့အခါမှာကျွန်တော်တို့ရဲ့မိုဘိုင်းခွင့်စနစ်ကိုတိစောက်တဲ့အခါမှာ CMO တွေကိုစနစ်တကျဟုတ်ကဲ့ပေါ်ပေါက်လာစေဖို့အတွက်ကိုကျွန်တော်တို့ဥပဒေတရားစီမင်းစည်းကမ်းတွေနဲ့ထိန်းချောင်းပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအရေးအတွက်ကိုလည်းပဲဒါအစာအုပ်ကနဦးဖြစ်တဲ့အတွက်ကြောင့်အရေးအတွက်ကန့်သက်ပြီးတော့စနစ်တကျဆောင်ရွက်သွားဖို့ရည်ရွယ်ခြင်းဖြစ်ပါတယ်ဒါကြောင့် CMO တွေကလည်းပဲသူတို့ထံကိုသက်ဆိုင်ရာမိုဘိုင်းခွင့်စာပေနုပညာမိုဘိုင်းခွင့်ကဏ္ဍအလိုက်မိုဘိုင်းခွင့်ပိုင်ရှင်တွေကသူတို့ရဲ့ကိုစားပေါ့နော်မိုဘိုင်းခွင့်လုပ်ငန်းတွေကိုစီမံခန့်ခွဲဖို့အတွက်ယုံကြည်စွာအနှံ့နိုင်စေဖို့အတွက်သူတို့ရဲ့လုပ်ငန်းတာဝန်တွေကိုစီမင်းစည်းကမ်းများနဲ့အညီပေါ့လိုက်နာဆောင်ရွက်ဖို့လည်းလိုအပ်တယ်အဲ့တော့ user တွေအနေနဲ့ဆိုလို့ရှိရင်လည်းပဲဒါသူတို့ရဲ့ဒီမိုဘိုင်းခွင့်နဲ့ပတ်သက်ပြီးတော့လက်ရတွေကိုလည်းအနှံ့ရမယ်ဒါအပြင်မိုဘိုင်းခွင့်နဲ့ပတ်သက်တဲ့အငင်းပွားမှုတစုံတရာပေါ်ပေါက်ခဲ့လို့ရှိရင်လည်းပဲဒါဖြည့်ရှင်းရမှာဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့မိုဘိုင်းခွင့်တွေကို CMO ကိုမအနှံ့ခင်မှာပဲဖြစ်ဖြစ် CMO ကိုယ်တိုင်ကလည်းသူ့ထံမှာအနှံ့တဲ့ဒါမိုဘိုင်းလက်ရတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ခိုင်မာတဲ့အခြေအနေတစ်ခုရောက်ရှိသွားနိုင်စေဖို့အတွက်ကျမတို့မိုဘိုင်းခွင့်ဦးစီးဌာနမှာဒါမိုဘိုင်းခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းကိုဒါဆောင်ရွက်ခြင်းအပြင်ပေါ့နော်ပြဿနာတစုံတရာပေါ်လာရင်ခိုင်မာတဲ့သက်သေတစ်ခုအနေနဲ့သူတို့တင်ပြပြီးတော့ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီမိုဘိုင်းခွင့်ပိုင်ရှင်တွေအနေနဲ့ဆိုလို့ရှိရင်လည်းပဲCMO တွေမှန်မှန်ကန်ကန်ဆောင်ရွက်လာရင်ယုံကြည်မှုမြင့်လာမယ် user တွေကလည်းပဲဒါ CMO တွေကတိတိကျကျဆောင်ရွက်ပြီးတာဖြစ်တဲ့ကြောင့်သူတို့အတွက်လုပ်ငန်းလုပ်ရတာပို့ပြီးတော့လွယ်ကူလာတယ်ကာကျုံးပေးသွင်းတဲ့အခါမှာလည်းပဲလွယ်ကူစွာဆောင်ရွက်နိုင်တယ်ဒါအပြင်ပေါ့နော်မိုဘိုင်းခွင့်ပိုင်ရှင်တွေက CMO တွေမှာဒီမိုဘိုင်းခွင့်တွေကိုအနှံ့ခြင်းအပြင်အခြားနိုင်ငံတွေက
သူတို့ရဲ့စာပေနုပညာလက်ရာတွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်လည်းပဲCMO အချင်းချင်းပေါ့နော်ဒါဆက်သွယ်ပြီးတော့ကိုယ့်ရဲ့ mobile ကြီးတွေကိုလည်းကောက်ခံနိုင်မယ်နောက်တစ်ခုကကိုယ့်ရဲ့စာပေနုပညာ mobile ခွင့်တွေကိုလည်းပဲ CMO ကနေတဆင့်ပေါ့နော်နိုင်ငံအသီးသီးမှာရှိနေတဲ့ပရိသတ်တွေထံကိုရောက်ရှိသွားနိုင်စေဖို့အတွက်ဒါပေါင်းကူတကားတစ်ခုတစ်ဖွဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီလိုမျိုးဆောင်ရွက်မှသာလျှင်ကျမတို့မြန်မာနိုင်ငံမှာတည်ဆောက်နေတဲ့ CMO စနစ်ကြီးကစံတက်မပြတ်ပုံမျိုးတက်ပြီးတော့အားလုံးအတွက်အကျိုးရှိတဲ့စနစ်တရားဖြစ်ပေါ်လာမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမပြောသလိုဒီစုပေါင်းစီမံခန့်ခွဲမှုစနစ် CMO ကဒါတခြားနိုင်ငံတွေမှာလည်းလုပ်တာတွေရှိတယ်ကျိုးအောင်မြင်တာလည်းရှိတယ်မအောင်မြင်တာလည်းရှိတယ်ဒါလို့ကျွန်တော်တို့ကဥပမာယူပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာအောင်မြင်စေဖို့အတွက်ဒါအခုလိုမျိုးဒါအများပြည်သူတွေသိရှိစေဖို့ရည်ရွယ်ပြီးတော့လည်းကျွန်တော်အသိပညာပေးစကားဝိုင်းနေကျွန်တော်တို့ဒါ public ကိုကျွန်တော်တို့က sharing လုပ်မှသာပို့ပြီးတော့လည်းသိမယ်ပြီးတော့စာပေအနုပညာပိုင်တဲ့ဒါဖန်တီးရှင်တွေကလည်းသူတို့ရဲ့ရပိုင်ခွင့်ကိုသိပြီးတော့ဒါကျွန်တော်တို့ CMO စနစ်တွေနဲ့ချိတ်ဆက်မယ်သူတို့ရပိုင်ခွင့်အပြည့်အဝရရင်ဒီစနစ်ကကျွန်တော်မြန်မာနိုင်ငံမှာအဆင်ပြေနဲ့ဆောင်ရွက်သွားနိုင်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးတော့နောက်ထပ်မေးချင်တာကဆရာမခင်ဗျာဒီစုပေါင်းစီမံခန့်ခွဲတဲ့စနစ်ရဲ့အကျိုးကျေးဇူးတွေကိုလည်းဆရာမအနေနဲ့ပြောပြပေးပါဦးခင်ဗျာဟုတ်ကဲ့ပါ CMO တွေကကြတော့ဒီစာပေနဲ့နုပညာမူပိုင်ခွင့်ပိုင်ရှင်တွေနဲ့အသုံးပြုသူတွေအကြမှာသူကဂျားကန်အဖွဲ့အစည်းတွေနဲ့ဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဒီစာပေနဲ့နုပညာမူပိုင်ခွင့်ပိုင်ရှင်တွေကပေါ့နော်သူတို့ရဲ့လက်ရာတွေကိုဘယ်သူတွေကဘယ်နေရာမှာသုံးနေတယ်ဆိုတာကိုအမြဲလိုက်ပြီးစုံစမ်းဖို့မလွယ်ကူပါဘူးဒါကြောင့်မလို့သူတို့ရဲ့မူပိုင်ခွင့်ပိုင်ရှင်တွေရဲ့လက်ရာတွေကိုပေါ့နော်သူတို့တွေမသိဘဲနဲ့အသုံးပြုခံရပြီးတော့မူပိုင်ခွင့်ချိုးဖောက်ခံရမှုများရှိပါတယ်ပေါ့CMO တွေကကြတော့ဒီအဖွဲ့အစည်းကိုအနှံထားတဲ့လက်ရာတွေကိုဘယ်သူတွေကဘယ်နေရာမှာသုံးနေတယ်ဆိုတာအမြဲလိုက်စုံစမ်းပြီးတော့မူပိုင်ကြီးပေးဖို့ဆောင်ရွက်ရတာဖြစ်တဲ့အတွက်စာပေနဲ့နုပညာမူပိုင်ခွင့်ပိုင်ရှင်တွေအတွက်အကျိုးကျေးဇူးတွေစီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေပုံမရရှိနိုင်စေတာဖြစ်ပါတယ်အသုံးပြုသူတွေအနေနဲ့ကကြတော့လေဒီသူအသုံးပြုတဲ့လက်ရာတွေကိုတနေရာတွေကနေပေါ့နော်ခွင့်ပြုချက်ရရှိတာဖြစ်တဲ့အတွက်ဒီမူပိုင်ခွင့်ပိုင်ရှင်တွေအနေနဲ့အတွက်ကောဒီအသုံးပြုသူတွေအတွက်ကောအကျိုးကျေးဇူးရှိစေတဲ့စနစ်တစ်ခုဖြစ်ပါတယ်နောက်ပြီးတော့လေဒီနိုင်ငံမှာရှိတဲ့ CMO တွေကတခြားနိုင်ငံမှာရှိတဲ့ CMO တွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့သဘောတူစာချုပ်တွေကိုလည်းချုပ်ဆိုဆောင်ရွက်နိုင်တာဖြစ်ပါတယ်။အဲ့လိုဆောင်ရွက်ခြင်းကြောင့်စောစောကဆရာမကြီးတင်ပြခဲ့သလိုပဲကိုယ့်ရဲ့ဒီ CMO ကိုအနှံထားတဲ့လက်ရာတွေကိုတခြားနိုင်ငံတွေမှာအသုံးပြုတဲ့အခါမှာသက်ဆိုင်ရာတခြားနိုင်ငံမှာရှိတဲ့ CMO ကနေတဆင့်မူပိုင်ကြီးတွေကိုကောက်ခံရရှိနိုင်တာဖြစ်တဲ့အတွက်အကျိုးကျေးဇူးတွေရရှိနိုင်တဲ့စနစ်တစ်ခုဖြစ်ပေါင်းတင်ပြလိုပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဒါကတော့ CMO စနစ်ရဲ့အကျိုးကျေးဇူးတွေပေါ့နော်ဒါဒီလိုနေမျိုးမှာဒါစာပေနုပညာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ဆရာမတို့လာရောက်ပြီးတော့အများပြည်သူသိရှိအောင် CMO စနစ်နဲ့ပတ်သက်ပြီးလာရောက်ရှင်းလင်းပြောကြားပေးခဲ့တဲ့ဆရာမတို့ကိုကျွန်တော်တို့ရဲ့မြန်မာတန်တဲ့ရုပ်မြင်သံကြား MRTV ကနေအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ရဲ့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမိုဘိုင်းခွင့်ဦးစီးဌာနအနေနဲ့လည်းအခုမြန်မာတန်တဲ့ရုပ်မြင်သံကြား MRTV ကိုကျမတို့အခုနိုင်ငံတော်မှာတည်ဆောက်နေတဲ့စုပေါင်းစီမံခန့်ခွဲတဲ့စနစ်အကြောင်းကိုတည်တည်ကြကြသိရှိနားလည်နိုင်စေဖို့အတွက်စီစဉ်ဆောင်ရွက်ပေးတာဖြစ်တဲ့အကြောင်းလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါမြန်မာရုပ်မြင်သံကြားပြည်သူများခင်ဗျာဒီနေ့မှာတော့စာပေအနုပညာပိုင်ဆိုင်ခွင့်မူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ပြည်သူတွေအနေနဲ့စုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်းနဲ့ဆက်လင်းတဲ့တည်ကောင်းစရာစကားဝိုင်းဆွေးနွေးပွဲကိုရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီကနေ့စကားဝိုင်းဆွေးနွေးပွဲကနေပြည်သူများအနေနဲ့မူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲမှုစနစ်ဆရာမှုအကြောင်းကိုသိရှိနားလည်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်ကျေးဇူးအားပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာရုပ်မြင်သံကြားပရိသတ်များကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ